စိတ်တည်ငြိမ်စေတတ်တဲ့သဘောလေးသမာဓိလေးဟာဧကဂတခေါ်တယ်တဲ့ဒီခုတည်းသောအာယုံကိုယူပြီးတော့ငြိမ်သက်ပြီးတော့တည်နေခြင်းသဘောရှိတယ်။ဒါတော့သူကဉာဏ်ကြားရတယ်တွေ့ရတယ်လျှောက်ပြီးတော့ရှုနေတော့အာယုန်တွေကများနေတော့ဧကဂတမရှိဘူးလို့တချို့ကဒီလိုထင်ကြပါတယ်။အဲဒါကဟိုတင်းပြုလို့ကသူကပြည့်ပြည့်စုံစုံနားမလဲလို့အမှန်ကတော့ဧကဂတကသူက2မျိုးရှိပါတယ်။သမထကဧကဂတကသူက1မျိုးဝိပဿနာဧကဂတကသူက1မျိုးကိုသမထဧကဂတကတော့သမာဓိအာယုံလေးတစ်ခုတည်းပဲတည်ရတယ်သူကတော့တစ်ခုတည်းပဲအများကြီးတော့မဟုတ်ဘူးဒါတောင်မှသုဒိဋ္ဌကာယကမ္မထာနေနှလုံးသွင်းတဲ့အခါကျတော့အစာပိုင်းမှာဆိုလို့ရှိရင်သဘင်အာယုံပြုလိုက်ငွေငင်းအာယုံပြုလိုက်ခြေသက်လက်သက်အာယုံပြုလိုက်သွားအာယုံပြုလိုက်အရေးအပါအကျော်စသည်ဖြင့်အစိပ်ပိုင်းနေအသီးသီးလိုက်ပြီးတော့အာယုံပြုနေတော့အဲ့ဒီမှာ32ပါးသောအာယုံတွေရှိပါတယ်ဒါပေမဲ့လည်းနောက်ဆုံးကျတော့ဇာရတဲ့အခါကျတော့တခုတည်းသောအာယုံပဲသဘင်တစ်ခုတည်းနဲ့လည်းသူဇာရပြီးငြိမ်းတည်နေမွေးမယ်တခုတည်းနဲ့လည်းအာယုံပြုပြီးတော့ငြိမ်းတည်နေခြေသက်လက်သက်တခုတည်းအာယုံပြုပြီးတော့လည်းငြိမ်းတည်နေအဲ့ဒီလိုနောက်ဆုံးကျတော့တခုတည်းသောအာယုံမှာတည်သွားပါတယ်ကတိုင်းတွေကတော့သူပြောစရာမလိုကတိုင်းကတော့အစရဲတဲ့အာယုံနဲ့ပဲနောက်လည်းအာယုံနဲ့ပဲသူတည်နေအဲ့ဒါကသမထသမာဓိကတော့တခုတည်းသောအာယုံဆိုတကယ်တခုတည်းသောအာယုံမနှစ်ခုသုံးခုကိုမဟုတ်ဝိပဿနာအာယုံကတော့ဒီလိုမဟုတ်ဘူးသူကတော့ဝိပဿနာအာယုံကတော့သူကခဏိကသမာဓိတဲ့ဝိပဿနာဆိုတာပပ္ပနာသမာဓိမဟုတ်ဘူးသမထသမာဓိကပပ္ပနာသမာဓိခေါ်တယ်ပါဠိလိုပပ္ပနာဆိုတာသင်တန်းလိုက်ကြီးပေါ့လေစိတ်တွေသင်တန်းကြီးဖြစ်10မိနစ်ဖြစ်လဲ10မိနစ်အတွင်းမှာစိတ်တွေရာထောင်သိမ့်သားအများကြီးပေါ့သူကသင်တန်းကြီးဆက်ပြီးတော့ဖြစ်9မိနစ်10မိနစ်ဆိုရင်ဒါများတာပေါ့စိတ်တွေသင်တန်းကြီးတစ်ခုပြီးတစ်ခုဆက်ပြီးတော့ဖြစ်အဲဒီဆက်ပြီးတော့ဖြစ်တဲ့စိတ်စင်တန်းအပပနာလို့ပါဠိလိုခေါ်တယ်ဗမာလိုအစင်တန်းမှာပဲစိတ်အစင်တန်းလိုက်အားဖြင့်ဒါအောင်ထဲမှာတီးနေတာရှင်းစိတ်ကလည်းဒီအာယုံနောက်စိတ်ကလည်းဒီအာယုံသူ့နောက်စိတ်ကလည်းဒီအာယုံ10မိနစ်ဖြင့်10မိနစ်အတွင်း9မိနစ်ဖြင့်9မိနစ်အတွင်းမှာစိတ်တဲ့စိတ်တဲ့ဒီအာယုံကြီးနဲ့ဆက်ပြီးအာယုံပြုနေတယ်ဒါကပပနာသမารီခေါ်တယ်အဲဒီပပနာသမารီနဲ့စိတ်စင်တန်းလိုက်အာယုံတစ်ခုတည်းကိုတီးပြီးတော့နေတဲ့ပုဂ္ဂိုလ်မှာဘယ်နဲ့ထင်တော့ဆိုလို့ရှိရင်စိတ်သေးပဲအောင်းနေတယ်သူကအနိစ္စဒုက္ခအနတ္တမသိမှုအဲ့ဒီပုဂ္ဂိုလ်ကသူကအဲ့ဒီနှလုံးသွင်းတဲ့စိတ်ကလေးကစိတ်သေးပဲအများအားဒီစိတ်ကလေးစိတ်သေးတည်နေတယ်ပြီးတော့ဒီစိတ်ကလေးစိတ်မှလည်းပဲငါပဲလို့အောင်းမိနေတယ်ငါရှုနေတယ်လို့ငါဒီအာယုံမှတည်နေတယ်လို့အောင်းမိတယ်သူကအဲဒီတော့ပဗာနာသမารိကသူကဝိပဿနာဉာဏ်မဖြစ်နိုင်ဘူးပဗာနာသမารိအတိုင်းတည်နေလို့ရှိရင်မဖြစ်နိုင်ဘူးသူကမြင်နေတာပဲဝိပဿနာသမารိဆိုတာခဏိကသမารိခေါ်တယ်ခဏိကသမารိဆိုတာကလူခဏမျှပဲတည်တာတဲ့ခဏမတ္တထိတိကောသမารိခဏမတ္တထိတိကောခဏမတ္တထိတိကောစိတ်ခဏမျှတာတည်ခြင်းရှိတော့သမารိတရားပဲစိတ်ကဥပရဲ့ထီရဲ့ပင်ရဲ့သုံးခုပဲရှိတယ်ဖြစ်ပေါ်လာလိုက်အခိုက်အတန့်တည်လိုက်ပြီးကြောက်သွားလိုက်ဖြစ်ပေါ်လာလိုက်ခိုက်တန့်တည်လိုက်ကြောက်သွားလိုက်ဒါကတက္ကရာတွေကကြဆိုထားတဲ့အတိုင်းမူလတိကဆရာကချင်းတည်တာတော့မပါဘူးတဲ့ဖြစ်ပြီးရင်ကြောက်တာပဲလို့သူကဒီတော့ဆိုနေတယ်သူကနားမြန်နေတဲ့ညာတော့လည်းမြန်လာတော့ဟုတ်တယ်ဖြစ်ပြီးကြောက်ဝိရိယပြညာတွေကြတော့တည်တာတဲမပါဘူးဖြစ်ပြီးကြောက်ပဲသူကအဲဒီတော့ဖြစ်လိုက်အခိုက်အတန့်လေးတည်လိုက်ကြောက်သွားလိုက်ဖြစ်လိုက်ကြောက်သွားလိုက်တစ်စိတ်မှာတစ်ချိန်မှာဘာမှမကြောက်ဘူးအခုတရားထုတ်တဲ့အခါကာလမှာယောဂီပုဂ္ဂိုလ်တွေညာတော်သမာဓိလေးညာလေးတော်ကောင်းလာတဲ့အခါကျတွေ့ရပါတယ်စိတ်ကလေးတွေကအဲပေါ်လာညာမြန်ပါပြီနဲ့သူကဒါတော့နဲ့ဟိုတည်းပြုသွားတယ်လို့ပဲညာနေတယ်ကတစ်ခုချင်းလေးအမှန်တမ်းများပါတယ်အဲဒီတော့စိတ်ကလေးသူ့ခိုက်တာများသူတီးပြီးတော့သွားတယ်အဲဒီစိတ်ကလေးတစ်စိတ်ဖြစ်တဲ့အခါမှာအဲဒီတာယုံမှာဒီတစ်စိတ်ဖြစ်တဲ့အခါတာယုံမှာတည်သွားတယ်စိတ်ကလေးတစ်ခုရဲ့အခိုက်အတန့်များအာယုံများတည်တာကိုခဏကသမารိခေါ်သည်အဲဒါဝိပဿနာရှုတဲ့အခါကလာဒီသမารိပဲရတယ်ခုနကပဗာနာသမารိမဖြစ်ဘူးပဗာနာသမารိမျိုးဖြစ်နေလို့ရှိရင်လည်းအနိစ္စမထင်တော့ဘူးသူကစိတ်တစ်စိတ်တည်းအကြာကြီးလည်းတစ်စိတ်တည်းတည်နေတယ်လို့ထင်နေတာကိုအခုတော့ခဏကသမารိကတော့စိတ်အောင်ပြုလိုက်ကြောက်သွားလိုက်စိတ်အောင်ပြုလိုက်ကြောက်သွားလိုက်စိတ်ကူးတာလေးဖြစ်လာတယ်ကြောက်သွားလိုက်ကြံတာလေးဖြစ်လာတယ်ကြောက်သွားလိုက်ရှုတာလေးသိတာလေးဖြစ်လိုက်ကြောက်သွားလိုက်ဒါပေမဲ့လို့ရှုမိတဲ့အာယုံလေးမှာစိတ်ကလေးကသူ့ဆိုင်တက္ကရတီးသွားတယ်တခါလေစိတ်နဲ့အာယုံနဲ့ဟာတခါလေတယောက်ကနေဒီကပ်ပေးနေတယ်လို့ဟိုကပေါ်လာလိုက်ဒီကပြေးပြီးတော့ကလိုက်တယ်လို့ပဲစိတ်ကခေါင်းသားလေးပေါ်လာလိုက်ပြေးကလိုက်တယ်လို့ပဲပိန်သားလေးပေါ်လာလိုက်ပြေးကလိုက်တယ်လို့ပဲညောင်းတာပူတာနာကျင်ခဲတာတွေမှရင်လည်းဒီတိုင်းပဲဟိုကအာယုံလေးပေါ်လာလိုက်ဒီကစိတ်ကပြေးကတယ်လို့ပဲ
အာယုံနဲ့သိနေဟာကကနေကြပြီးတော့သွားတာကသတိကသမารီခေါ်တယ်ဒါဝိပဿနာခိုက်တာအရိယာမဲခိုက်တာတော့နိဗ္ဗာန်အာယုံလေးပြီးတော့ဒါတစ်ချိန်နဲ့ပဲဒါတော့ပြောဝရတော့တည်းပြီးအချိန်မရှိတော့ပါဘူးသူကတစ်ချိန်နဲ့ဖြစ်ပြီးကြောက်တော့ပြီးရောအဲဒီလိုစေတသာစိတ်ဤယာဧကဂတာခြင်းတခုသောအာယုံရှိသည်ဖြစ်သည်အတ္တိရှိအယံဤတခုသောအာယုံရှိသည်ဖြစ်သည်သမာဓိမီဝိပဿနာရှုတဲ့အခါကလာဝိပဿနာစိတ်ကလေးပေါ်လာတဲ့အာယုံလေးအာယုံပေါ်မှာတခါတည်းကကနေတီးပြီးတော့သွားတာတခုသောအာယုံပဲဒီရင်အာယုံတွေကိုစိတ်ညှို့ခြင်းပါခြင်းမရှိဘူးသမာဓိမဖြစ်တဲ့အခါကလာကြဒီမှာလာရှုနေရတာဒီမှာစိတ်ကတဲမနေခြင်းဘူးတခြားဘာမလို့ဖြစ်အာယုံနဲ့သိနေမကဖဲဖြစ်အဲ့ဒါဧကဂတမဖြစ်ဘူးအခုဧကဂတဖြစ်နေတဲ့အခါကျတော့ပေါ်တဲ့အာယုံလေးတွေဟိုအာယုံလေးပေါ်လာတဲ့ဒီကသိတဲ့စိတ်ကလေးနဲ့တခါတည်းအကြလို့ကြိုက်ပြီးတော့သွားနေတာဒါလည်းပဲသူကပဗ္ဗနာမဟုတ်ပါဘူးပဗ္ဗနာလိုပါပဲအစင်လိုပါပဲသူကလည်းအာယုံကကွဲစိတ်တည်ကြည်ပုံကတော့အတူတူပဲစိတ်တည်ကြည်ပုံနဲ့သူ့နောက်ကစိတ်တည်ကြည်ပုံနဲ့သူ့နောက်ကစိတ်တည်ကြည်ပုံနဲ့အတူတူပဲစိတ်နဲ့အာယုံနဲ့ကသွားပုံကတော့မထူးအာယုံကတော့ဖြင့်ဟိုပေါင်းတာမှလိုက်ရင်တစ်မျိုးပိန်တာမှလိုက်ရင်တစ်မျိုးထိုင်တာမှလိုက်ရင်တစ်မျိုးထိတာမှလိုက်ရင်တစ်မျိုးကိုယ်တာမှလိုက်ရင်အာယုံတော့ပြောင်းအောင်ပြောင်းမယ်လို့အဲ့ဒီရအာယုံလေးမှာစိတ်ကလေးကကနေကြသွားပုံကတော့အတူတူပဲတဲ့ဒီမျိုးလေးပဲဖြစ်နေတယ်အဲ့ဒါခဏိကသမารီခေါ်တယ်လားဝိပဿနာခဏိကသမารီသမထသမารီကတော့ခုနပြောတဲ့သမထနမိတ်အာယုံမှာတခုရီတော့အာယုံမှာစိတ်ထဲအကြာကြီးတည်နေတယ်လို့ပဲထင်နေရတယ်အဲ့ဒါအဲ့ဒီပေါ်တဲ့အာယုံလေးစိတ်ကလေးကပြီးတော့တီးနေတယ်ဆိုရင်ဒါသမารီဖြစ်နေတာပဲစိတ်ကလေးကအာယုံနဲ့စိတ်နဲ့မကဘူးဆိုရင်သမารီညံ့နေတယ်ပြီးသားမှာလည်းတော့မညံ့အောင်စူးစိုက်ပြီးတော့မှတ်ရတယ်သမารီအားနဲ့လာတဲ့ခါကျအာယုံသိမ့်မများသေးရအောင်းနေပိန်နေပြီးတော့နှစ်ခုလောက်ပဲမှတ်ရတယ်များမလို့အောင်အာယုံနေများတယ်လို့ရှိရင်စိတ်နဲ့အာယုံနဲ့မကဘူးကြောင်းကြဆိုင်မှုတွေများတယ်အဲ့တော့အာယုံနည်းနည်းလေးမှတ်နေတော့စိတ်ကငြိမ်ပြီးတော့မှတ်စရာအာယုံလေးတွေမှလည်းခက်ကနေကြသမารီဖြစ်အဲ့ဒါဧကဂတဖြစ်တာလည်းသမာဓိဖြစ်တယ်သမာဓိအားများလို့နေတဲ့အခါကာလကြတော့အာယုန်တွေများပြီးတော့မှတ်ပေးရတယ်။နောက်မို့ရင်သမာဓိအားကောင်းပြီးတော့ဒါတခုတော့အာယုန်မှာဝို့ပြီးတော့ညီသွားတယ်ဟိုမှာသမထလိုပဲဖြစ်သွားတယ်။ဒီတော့အာယုန်လေးတွေများအောင်လို့ကိုယ်တစ်ကိုယ်လုံးပဲဖြန့်ပြီးတော့ထိုင်နေကြည့်ရင်ထိုင်နေကြည့်ရင်အထီလေးတွေရွှေ့ပြီးတော့အများကြီးမှတ်ရ။ဒါသောရဆရာနဲ့အားထုတ်နေတော့ဆရာကသမာဓိများနေတဲ့ကသမာဓိအားရော့သွားအောင်ဝိရိယအတိုးလာအောင်ပြီးတော့အာယုံလေးတွေမရအောင်လို့ရှုမှတ်ခင်ရဒါဝိရိယအားများနေတဲ့ခါကျတော့သမာဓိမရအောင်လို့ခါတယ်ငြိမ်ငြိမ်လေးထိုင်ပြီးတကူတော့အာယုံဖြစ်ဖြစ်နှစ်ခုလောက်ဖြစ်ဖြစ်ဒီမှာအမှတိုင်းရအဲဒီလိုရှုလို့မှလို့မှားရအောင်လည်းမှကကနေကြနေတာဟာသမာဓိပါ